မျက်နှာလေးလင်းချင်တာပေါ့နော် body ထက်ဒီလက်အသားရည်ထက်တဲ့မျက်နှာအသားရည်ကပုံညစ်နေလို့တဲ့အဲ့လိုမျိုးကအပြင်မှာလေးတွေ့ဘူးတဲ့ဆိုင်မှာလာတယ်နော်ဒီလိုရှင်ကြည့်တာတခင်တော့လက်ကဖြူတယ်မျက်နှာညစ်နေရနော်လက်ကဖြူတယ်မျက်နှာညစ်နေရအဲ့တော့အဲ့ဒီကိစ္စလေးပြောပြမယ်နော် online ကနေမှာလို့ရရဲဆို online ကနေမှာလို့ရလားဆိုမေးထားလေအဲ့ဒီ video အောက်မှာ comment လေးတွေ့ရနော်အဲ့ဒီ comment ထဲမှာနည်းနည်းလေးလေဟိုအင်းပေါ့နည်းနည်းလေးကြောက်ဖို့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒီဥစ္စာမေးထားလေးရှိရဲ့အဲ့ဒါဖြေမယ်ပေါ့နော်အဲ့ဒီအကြောင်းကိုလေမတိချသေးတဲ့လူအင်းတော်တော်များပါတယ်နော်ဟိုတကယ်တော့လေကိုမျက်နှာပေါ်ကိုတင်မယ်ဆိုရင်လေတေချာလေးလာပြီးမှတင်တာအကောင်းဆုံးပဲတိလားအဲ့ဒါတစ်ချက်ပြောပြမယ်နော်ဆိုတော့ဒီမှာ fast တဲ့တကယ်တိလားအခုရက်ပိုင်းလေဘယ်လိုပြောရမလဲall view ပေါ့နော်ခြုံပြီးတော့ကြည့်ရ view ဆိုလို့ရှိရင်နည်းနည်းလေးကြည်အာနေရပေါ့နော်ကိုယ်တိုင်ပဲပြောတာဘာဖြစ်လို့လဲပေါ့နော်စဉ်းစားရတာပေါ့နော်အဲ့တော့အဲ့လိုစိတ်မကောင်းတဲ့အချိန်မှာအဲ့လိုမျိုး fast ဆိုပြီးတော့ပြောတော့နည်းနည်းကျေးဇူးတင်တာပေါ့နော်ကျေးဇူးအများကြီးတင်တယ်အဲ့တော့အများကြီးအားပြီးတော့အိုးပြောလိုက်တာဟုတ်တယ်ဒီနေ့ပဲအများနဲ့တွေ့ရပြီး comment လည်းအများနဲ့တွေ့ရနော်အဲ့လိုမျိုးအများကြီးပြီးအားပြီးတော့လေဗီဒီယိုရိုက်ရတာလေဟိုရိုက်ရကြုံနဲ့တာပေါ့နော်โอเคပြပါလို့ရှိရင်ဒီမှာအရှိကြီးပဲပေါ့နော်အမရေတဲ့ညီမအသားကြီးကအစီလဲမပြန်ဘူးအသားလည်းမချဘူးအလဲလက်မှာရှိတယ်မျက်နှာသစ်စီကို GM ကစင်ပေးရဒိုနာနဲ့မွိုင်ချာဆန်ခရီယာလက်ပလီအဖြူရောင်းနဲ့မျက်နှာကားတဲ့ဝက်ချန်ကထွက်မြဲပဲတဲ့နှစ်ဖူးမှလည်းရှိအစီဘူးလည်းများတယ်အားလုံးပြောင်းသုံးချင်တယ်ညွှန်းပေးပါအသက်ဆက်နေတဲ့ဟဲငငယ်လေးပဲရှိသေးရဲ့ကျန်ဟဲငငယ်လေးပဲရှိသေးရဲ့အဲ့ဆိုဂျူတာ program လေးပြောင်းသုံးကြည့်နော်ဂျူတာ program လေးပြောင်းသုံးကြည့်နော်အပြင် cleansing water လေးပါသုံးပေးเนาะစနစ်ကငယ်သေးရဲ့စနစ်ကကြတော့ hormone ဝက်ချန်လေးเนาะ hormone ဝက်ချန်ဆိုတော့ကိုယ့်ဘက်က skin care စရာရှိတာကဲနေအချိန်တိုင်းတော့သူ့အနေနဲ့သူပြောက်သွားနိုင်တယ်เนาะအားကြောင့် skin care ကိုပုံမှန်လေးလို့အပြင်းစားရည်ရှောင်မသုံးနဲ့ပြီးလို့ရှိရင်ကိုမျက်နှာပေါ်တင်မယ်ဆိုလို့ရှိရင်တေချာလေးလိလာပေါ့เนาะပြီးတော့အောက်ကဘာလဲမသိ emoji တော့မှတ်ထားတွေ့ရပေါ့ဘယ်လိုမှတ်တာလဲတော့မသိဘူးဒါမဲ့လည်းအသေးပဲပြီးလိုက်ပါမယ်เนาะဘာလို့မှတ်တာလဲမသိဘူးပြီးတော့ skin shine ညာလင်း cream အကြောင်းတဲ့အခုကြည့်နေတဲ့သူတွေထဲမှာ skin shine ကိုသိရတဲ့သူတွေရှိနိုင်တယ်เนาะအဲ့တော့တကယ်လို့ sharing လေးလုပ်မယ်ဆိုရင်အခု comment အောက်မှာမှန်ခဲ့လို့ရပါတယ်เนาะကြောက်စရာကြီးเนาะအဲ့ဒီဥစ္စာကိုFacebook သုံးလားမသိဘူး Facebook သုံးလို့ရှိရင်အဲ့ဒီ post ကိုတင်ပေးလိုက်ကောင်းဒီလားညနေဘာလို့တင်ပါလဲဟာတင်ပြီးသွားပြီ video တင်ပြီးသွားပြီတကယ်လို့မကြည့်ရသေးဘူးဆိုလို့ရင် comment မှတ်မယ်သိလားနော်ဘယ်ပစ္စည်းမှာဘာပါဝင်တာလဲဘာပါဝင်တာလဲတေချာလေးလေ့လာပါနော်ဆိုင်မှာဆိုလဲအဲ့ဒါနေတိုင်းဒီဘာပဲဆိုပါတော့ပေါ့နော်အရန်မေးတာသိလားအဲ့ဒါကြီးကဘာလို့အခုချိန်ကြီးသုံးနေချာလားလို့နော်ကြောက်စရာကြီးအရေးပြားစည်းကမ်းနေဆိုလို့ရှင်လဲအဲ့ဒါကြောင့်ပျက်စီးရတွေအများကြီးပဲလေနော်အဲ့တော့လေ့လာပေါ့လေ့လာဘာမှတော့အများကြီးသိမပြောချင်ဘူးနော်မျက်နှာက skin care ပြင်မဲ့တဲ့ body ထက်မှကျင်တို့တဲ့လင်းချင်တယ်ဘာသုံးရမလဲဆိုရင်ပြန်ပြီးတော့မေးမယ်ပေါ့နော်အခုမျက်နှာကိုဘာတွေသုံးနေရလဲဘယ်လိုသုံးနေရလဲ brand name လေးတွေနဲ့တကွာပြောပြီးနော်မျက်နှာကပိုမှောင်းတာကြတော့အကြောင်းရင်းတွေအများကြီးရှိတယ်เนาะအားကြောင့်တိကျလေးလာမှရမယ်เนาะဥပမာဆိုရင်တော့အိမ်ထဲမှာနေလို့ sun cream မလိမ့်တာနဲ့စားရမှာပေါ့အိမ်ထဲမှာနေတဲ့ sun cream လိမ့်စရာမလိုဘူးဆိုတဲ့သူတော်တော်များများကိုကြည့်လိုက်လို့ရှိရင်မျက်နှာမဲကြတယ်လက်နဲ့မျက်နှာနဲ့ရှင်းမယ်ဆိုလို့ရှိရင်လေเนาะအဲ့တော့အခုသုံးနေရတဲ့အကုန်လုံးပြပြပါเนาะပြပြလို့ရှိရင်ပိုအဆင်ပြေပါရဲ့เนาะပြီးသွားရင် makeup ပပကြီးကြီးတွေကားတဲ့အစီတော့ပြန်နေတဲ့ဆိုတော့ KLAIRS Clays BB cream ခဏလေးသွားယူလာအောင်ပဲခဏလေးနော်ခဏလေးရ okay တစ်ချက်ပြမယ်အဲ့ဒါတော့အထုပ်လေးလာတယ်ဒါ sorry ဘူးလေးလာတယ်အထုပ်လေးလာတယ်ပေါ့နော်ဒါလေးကကြတော့အထုပ်ကလေးပေါ့နော်ဒီဟာလေးအဲ့လေးသုံးကြည့်နော်ပပကြည်ပြန်ပြောင်းလေးနဲ့အရန်လှအဲ့လေးသုံးကြည့်နော်ဆိုတော့အဓိကပြောချင်တာဆော့ပေါ့နော်အဲ့ဒီဟာနဲ့အလားတူပေါ့နော်မျက်နှာဖြူအောင်လို့ဘယ်လိုလုပ်ကမလဲလက်ကပို့ပြီးတော့ဖြူနေရပေါ့နော်အလားတူဗီဒီယိုတွေကအများကြီးတင်ပြီးသွားအခုနောက်ပိုင်းမှာဗီဒီယိုကြည့်ရတဲ့သူတွေဆိုရင်တော့ဟဲသူကလည်းတေးချဖြေရလည်းမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့အရင်နေ့ကဖြေပြီးသားမေးခွန်းနေမလို့လောဆယ်ကတော့ဒီလိုပဲအပေါ်ပဲဖြေလိုက်တော့မှာပေါ့နော်ဆိုတော့ဗါလေ hair product လေးတွေရှိလာရဲ့ low
ဘာလဲမသိဘူးပေါ့နော်လောလောဆယ်တော့ရှိသေးဘူးနော်လို့စပြန်လာအောင်မယ်နော်အဲ့ဒီ product ကိုလေတေချာမသိဘူးဖြစ်နေရဲ့ဒီလားလောလောဆယ်တော့မရှိသေးဘူးပဲပြောရမှာပေါ့နော်အဲ့ဆိုရင်တော့ဒါမေးခွန်းလေးတွေအကုန်လုံးဖြည့်ပြီးသွားပြီပေါ့နော်ဆိုတော့အခုဖြည့်တဲ့ထဲမှာမေးခွန်းပြန်ပြီးထားလေးရှိရပေါ့နော်ပြန်ပြီးတော့ဖြည့်ပေးပါနော်အဲ့လိုပြောတော့မှပဲလက်ထက်မျက်နှာပိုလေးအောင်လို့တေချာပြောပြလို့ရမှာနော်အားကြောင့်သုံးနေတဲ့ပစ္စည်းလေးတွေတေချာပြောပြနော်ပြီးရင်ဘယ်လိုမျိုးသုံးတာလဲဥမာဆိုရင်စမ်းခွင့်ထားတာလိမ့်နေတိုင်းပုံမှန်လိမ့်ပါတယ်အပြင်သားမှလိမ့်တာတော့အိမ်ထဲမှာနေရအဲ့လိုမျိုးပေါ့နော်အဲ့တော့တေချာလေးပြပြပြီးလို့ရှိရင်ပြဖြေပေးမယ်မပြောပြချင်တော့ဘူးဆိုလို့ရှိရင်လေဟိုးနောက်မှာအဲ့ဒီမျက်နှာနဲ့လက်နဲ့အသားရောင်ကွာတဲ့ကိစ္စကိုဗီဒီယိုစနစ်တကျတေချာအသေးစိတ်ကိုတင်ပြီးပါရင်เนาะအဲ့ဒါလေးတစ်ချက်လာပြောတာပါเนาะရှေ့ဗီဒီယိုတွေမှာလုံးဝဒီတေးတွေရွေးပြောထားတော့အခုနောက်ပိုင်းဗီဒီယိုကြအရင်ပြောစရာမလိုတော့ဘူးလीเนาะမေးထားတာလေးတွေကိုပဲဖြည့်သားပဲပေါ့เนาะဆိုတော့သိချင်တာရှင် comment မှာမေးလို့ရတယ်ပြီးတော့ skin shine ပေါ့เนาะအဲ့ဒီအကြောင်းကိုလည်းအခုကြည့်နေတဲ့ viewer တွေသိမှာပဲပေါ့နော်သိတဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ဘသူကိုယ့်ရဲ့အတိဘသူကဘလို့လင်းလို့ဘလို့ဖြစ်သွားပါတယ်ဘာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးcomment မှန်ပြီးတော့ဒီချာပြောချင်လဲရရဲပေါ့နော်အဓိကတော့ဆရာဝန်ကြီးကိုယ်တိုင်ကပြောထားတာဆိုတော့ဒီဆရာဝန်ကြီးကမသုံးခိုင်းတာလေအဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဘလို့ပဲဖြစ်ဘယ်ဟာဖြစ်တင်မယ်ဆိုရင်ဒီချာလေးလာပြီးတော့မှသုံးနော်ဒီလာပြီးတော့မှတင်းနော်မျက်နှာလေးတနာပါတယ်နုနယ်လို့နဲ့မျက်နှာလေးဆိုတော့လीနော်ဆိုတော့ဆန်းနေစီကြည့်ပြီးတော့ကြည့်စမြင်တင်ပါရဲ့နောက်ထပ်ဗီဒီယိုလေးလည်းပြန်လည်ဆုံးဖြတ်ပါမယ်အားလုံးဝေးတက်တာနော်comment မှန်ပြီးမေးလို့ရရင်နော်